ဒီတော့ဘတ်တူဒီဘတ်တူအုပ်စုကိုပါမယ်ဘတ်တူအုပ်စုပါပဲဘတ်တူအုပ်စုကမသွားခင်မှာဝက်ကြတဲ့ကြောင်ဖြစ်လာဖို့ရင်ဝက်ကြတဲ့ကြောင်ဖြစ်ဖို့ရင်ဘာလို့လို့အလဲအဲ့ဒါဆိုတော့ဒီအသေးစိတ်ပြောမယ်ဝက်ကြတဲ့ကြောင်ရေးတဲ့အခါမှာဝက်ကြတဲ့ကြောင်မှာစကလုံးနေတာများတာဒီအဓိကပဓာနမဟုတ်ဝကြမှာအသေးပဲရှိဖို့အရေးကြီးတယ်ကြော့စကလုံးများမှဝကြတဲ့ကြောင်ဖြစ်တယ်လို့ဒီလိုထင်တာအဓိကစကလုံးနေတာများတာဒီအဓိကမဟုတ်အသေးပဲရှိဖို့အဓိကဖြစ်တယ်ဝကြလေးတုံးနေပြီဝကြတဲ့ကြောင်မှာအဓိကအရေးကြီးတဲ့ main ဘက်တစ်လုံးပါလာပြီဆိုရင်ကရိယာတစ်လုံးပါလာပြီဆိုရင်ဝကြတဲ့ကြောင်ဖြစ်တယ်လို့ကျွန်တော်တို့နားလည်ရမယ်စကလုံးနေတာများတာဒီအဓိကမဟုတ်အဓိပ္ပာယ်ရှိဖို့ဒီအဓိကဖြစ်သည်အဓိပ္ပာယ်ရှိဖို့ဆိုတော့အဲ့ဝကြတဲ့ကြောင့်လည်းမှာကရိယာတစ်လုံးပါမယ်ကရိယာတစ်လုံးပါပြီဆိုရင်နောက်မှအဓိပ္ပာယ်ရှိဖို့အတွက်အားလုံးဒီပါပြည့်စုံသွားပြီအဲကြောင့်လို့စကလုံးများတာဒီအဓိကမဟုတ်အဓိပ္ပာယ်ရှိဖို့ဒီအဓိကဖြစ်တယ်အဲတော့အဲ့ဝကြတဲ့ကြောင့်တိဆောက်တဲ့အခါမှာဆရာတို့ကာလအပြည့်လေ့လာမယ်ဆိုရင်၃ပါးတော့တွေ့မယ်ဒီမှာလိုပဲနားလည်အောင်ပြောမယ်ဆိုရင်ပစ္စုပန်ကာလအတိတ်ကာလအနာဂတ်ကာလကာလ၃ပါးပစ္စုပန်ကာလနဲ့တကြောင်ပေါ့အတိတ်ကာလနဲ့တကြောင်အနာဂတ်ကာလနဲ့တကြောင်ဒီဝကြတိဆောက်ပြမယ်အဲ့လိုသွားတဲ့အခါမှာအဲ့ကာလ၃ပါးအောက်ကိုသွားတဲ့အခါမှာတူရတွေကရိယာတွေကပေါင်းလိုက်မယ်ဆိုရင်ကရိယာတွေအများကြီးကရိယာတွေအများကြီးရှိတယ်အဲ့လိုတူရတွေပေါင်းတဲ့အခါမှာဆိုတော့ရှိသမျှကရိယာတွေကိုအကုန်လုံးလိုက်ကြည့်နေလို့မရအောင်တူရပေါင်းထားတဲ့ကရိယာတွေကိုလိုက်ကြည့်တဲ့အခါမှာဆိုတော့အုပ်စု၃စုလောက်ပဲသွားတွေ့ရမယ်အကြံဉာဏ်ပေါ့နံပါတ်1ဘာလဲဆိုတော့ဘတ်တူဘီအုပ်စုတွေ့ရမယ်နှစ်ကဘတ်တူအနံပါတ်3ကဘတ်တူ2အဲ့တော့အလွယ်ပြောတော့ဘတ်တူဘီဘတ်တူအဘတ်တူ2ဆိုပြီးတော့ဒီ၃စုဆရာတို့လေ့လာမယ်ဒီအခန်းကဏ္ဍနံပါတ်1အခန်းကဏ္ဍတော့အင်္ဂလိပ်ဝါကျတိစောက်မယ်ရေးမယ်ပြောမယ်မိမိသင်ခဲ့တဲ့အဲ့ philosophy ဒီစကားလုံးရှင်းလုံးကနေပြီးတော့ဘယ်လိုတွေစကားလုံးတွေကိုအသုံးပြုလဲဆိုတော့အသေးစိတ်ဒီမှာတက်ပြီးတော့ရှင်းပြမှာဆိုတော့ဒါတွေကတော့ဒါပတ်ပဲနည်းနည်းသိချဖို့လိုတာပေါ့ရှင်းရရှင်းမျိုးသိချရင်တရုတ်စုမှာပြောမယ်ဘတ်တူဘီဘတ်တူအုပ်စုတစ်စင်းချင်းအောင်ဒါကောင်းဆရာတို့နားလည်မှာဒါဘတ်တူဘီအုပ်စုတွေမှာဆရာတို့တော်တော်လေးအချိန်ကြာကြီးပြောပေးရမယ်ဒါမှကြောင့်သားတွေကအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သဘောတရားတွေကိုကောင်းနားလည်လို့ရမယ်အဲ့တော့ကာလ၃ပါးပစ္စုပန်အတိတ်အနာဂတ်ကရိယာတွေကိုတူရပေါင်းလိုက်အကြမ်းမြင်ပေါင်းလိုက်တဲ့အခါမှာဆရာတို့အုပ်စု၃စုပေါ့ဘတ်တူဘီဘတ်တူဟဘတ်တူ2ဒီလောက်ပဲမော်ဒယ်ဘတ်တွေပါတွေကိုဆရာတို့ထဲမှာထည့်ထားတဲ့အတွက်ကြောင့်မပြောတော့ဘတ်တူဘီဘတ်တူဟဘတ်တူ2ဒီအုပ်စု၃စုရမယ်ပြောမယ်ဝါကြတိဆောက်တဲ့အခါမှာစကလုံးများတာနေတာဒီအဓိကမဟုတ်အဓိပ္ပာယ်ရှိဖို့ကအဓိကဖြစ်တယ်လို့ဒီလိုနားလည်ရမယ်အဲ့လိုဝါကြတိဆောက်တဲ့အခါမှာလည်းကရိယာတော့မပါလို့မရအောင်ကရိယာမပါရင်ဝါကြမဖြစ်ဘူးကရိယာပါမှဝါကြဖြစ်မယ်ခေတ္တဆိုတော့နံပါတ်1ဝါကြတိဆောက်တဲ့အခါမှာစီကံလေးတွေရှိပါတယ်စဝါကြတိဆောက်တဲ့အခါမှာဘယ်စာကြောင်းဝယ်ဆရာတို့စတင်ရေးတဲ့အခါမှာပထမဦးဆုံးစကလုံးကိုစလုံးကြီးနဲ့ရေးပေးရမယ်ပထမဦးဆုံးစကလုံးကိုစလုံးကြီးနဲ့ရေးရမယ်ဟုတ်တယ်နံပါတ်2ကျတော့ဝါကြတဲ့ကြောင်းဆုံးရင်အင်္ဂလိပ်ကစီကံဝါကြတဲ့ကြောင်းဆုံးရင် full stop ချပေးရမယ်နှစ်ချက်ရပြီအစားဆုံးစလုံးကိုရေးတဲ့အခါမှာအစားဆုံးစလုံးကိုအကြီးနဲ့ရေးရမယ်ဟုတ်ပြီဝါကြဆုံးရင်ဝါကြတဲ့ကြောင်းမှာဆုံးတာနဲ့ full stop ချပေးရမယ်နံပါတ်3ကျတော့ဆိုလို့မေကိုဝါကြဆိုလို့ရှိရင်မေကိုဝါကြမနှများရဲ့နောက်မှာ question mark လေးတွေဆရာတို့ထည့်ပေးရမယ်မေကိုဝါကြဆိုရင်မေကိုဝါကြရဲ့နောက်မှာ question mark လေးတွေထည့်ပေးရမယ်ဒါနံပါတ်3ချက်ပေါ့နံပါတ်4ကျတော့အိုင်ဆိုလို့စကားလို့အိုင်ကျွန်တော်ဒီပေါ့သူ့ကိုဘယ်နေရာမှာပဲစက်ပြနေရာမှာပဲသုံးတခြားအလေကောင်တော့မှာပဲသူ့ဟာသုံးဘယ်နေရာမှာပဲသူ့ကိုထားတာအိုင်ဆိုတဲ့စကားလုံးကိုဆရာတော့အမြဲတမ်းသူစလုံးကြီးနဲ့သူကရေးပေးရတယ်နံပါတ်4ကနော်နံပါတ်4ကအိုင်ဆိုတဲ့စကားလုံးကိုရှေ့မှာပဲထားတာနောက်မှာပဲထားပါသူ့ကိုရေးတဲ့အခါမှာစလုံးကြီးနဲ့ရေးပေးရမယ်နံပါတ်5ကျတော့ YOUU ယူကတော့အနည်းကိန်းအများကိန်းနှစ်ခုရှိတယ်ပထမယူဒုတိယယူဒါပေမဲ့သူကအနည်းကိန်းအများကိန်းလို့လာသူကခွဲထားတာတကယ်လက်တွေတကယ်သုံးတဲ့အခါမှာ
နောက်မှသူနဲ့သုံးမဲ့ grammar ရဲ့ပုံစံ you are လို့ပဲထုတ်လာမယ် you is လို့မရှိဘူး you ကအနေကြီးအများကြီးရှိတာတော့မှန်တယ်သုံးတဲ့အခါမှာ you are လို့ပဲလာမယ် you is လို့သုံးလို့မရအောင်ဒါမှမဟုတ် you တွေ့တဲ့အခါမှာနည်းနည်းများသူဒီ ai are လို့ပဲဒီလိုသုံးပေးရပါမယ်အဲစီက5ချက်ပေါ့နံပါတ်1အစောဆုံးစလုံးကိုစလုံးကြီးနဲ့ရေးရမယ်နံပါတ်2ဝါကြဆိုရင် booster ချမယ်နံပါတ်3မြေကိုဝါကြဆိုရင် zero question mark ထည့်ပေးရမယ်နံပါတ်4က I ကိုဘယ်နေရာရောက်အကြည့်နဲ့ရေးပါ why you ကအနေကြီးအများကြီးနှလုံးရှိပါတယ်သူ့ကိုရေးတဲ့အခါမှာတရားရဲ့ပုံစံသုံးတဲ့အခါမှာ you are လို့ပဲဒါလို့တော့မှာပါအနေမြောက်ခဲ့တော့တစ်ခုတစ်ကောင်တစ်ယောက်ကြည့်ပြီးတော့ဆိုတော့တရားကျောင်းသားတစ်ယောက်ဖြစ်တယ်လို့ပြောချင်တယ်ဆိုရင် you are a student ဒါအနေကိန်းကိုရည်ညွှန်းတယ်လို့ပြောမယ်သင်တို့ကကျောင်းသားတွေဖြစ်တယ်ဆိုရင် article ဖြောက်ခဲ့ရမယ် you are students သင်တို့ဒီကျောင်းသားများဖြစ်ကြသည် student မှာ s လေးထည့်လိုက်တယ်ဒါဆိုအများကြီးပုံစံဖြစ်ပါတယ်ဒါကရိယာမတိဝကြမတိစောက်ခင်မှာဒါကြိုတင်စဉ်းစားမယ်အချက်ကလေးတွေကိုပြောတာပါဒီနေရာမှာခုနသုံးခဲ့တဲ့ဘတ်တူဘီဘတ်တူကဘတ်တူအုပ်စုမှာဆရာတို့စပြီးလေ့လာမယ်အုပ်စုကဘတ်တူဘီအဲ့တော့အဲ့ဘတ်တူဘီအုပ်စုကိုစမလေ့လာခင်မှာဒီနေရာမှာပြောမယ့်ချက်ကလေးတွေရှိပါသေးတယ်အဲ့ဒါလေးအရင်ဆရာတို့ပြောပါမယ်ဒီဝကြတိစောက်တဲ့ခါမှာဒါလေးတွေကပါလာမှာမလို့နံပါတ်1ကျောင်းသားတိုင်းကြားဖို့မဲ့စကားလုံးရှိတယ်တရ5လုံးတရမနှလုံးနဲ့5လုံးA E I O U ဟုတ်ပြီ A E I O U တရ5လုံးအဲ့တရ5လုံးနဲ့စထားလို့ရှိရင်သူ့ရှိမှထားမယ်စကားလုံးက A N N လို့တို့လာမယ်တရ5လုံးရှိပါတယ် A E I O U အဲ့တရ5လုံးနဲ့တစ်လုံးလုံးနဲ့စထားရင်ရာခိုင်နှုန်းနှိပါဟာရှိမှာ A လို့မလာပါဘူး A N N လို့လာရပါမယ်ဥပမာလေးပြောကြည့်ပါဗျာ A P P L E apple A P P L E apple ရဲ့ A ဆိုတဲ့တော့တရနဲ့စထားတယ်ဒါကြောင့်မလို့ A apple လို့မရှိပါဘူး an apple လို့လာပါတယ်အဲ့ဒါတရနဲ့စလာလို့ရှိရင်အဲ့လိုထားပါတယ်နောက် orange O R A N G E orange orange ကတော့ O နဲ့တော့စထားတယ်စတဲ့ကြောင့်သူ A orange လို့မတော့ an orange ဒါငယ်ငယ်တော့သိခဲ့တဲ့စကားလုံးလေးတွေပါဒါပေမဲ့တရားပိုင်းဆိုင်ရာကိုရှင်းပြတဲ့အခါမှာဒါလေးတွေရတယ်မဖြစ်မနေရှင်းပြမယ်မှာပါတယ်ဒါတွေအကြောင်းသားတွေခဏခဏမှားတတ်တဲ့အတောင်တော့ပေါ့ကနောက်တစ်ခုဆက်လို့ A E I O U လို့ပြောတဲ့အခါမှာ O W N E R owner owner ဆိုပိုင်ရှင်လို့ပြောတာပေါ့O W N E R O ဆိုတော့သူကလည်းတရနဲ့စထားတယ် A owner မရဘူးဆိုA N N owner ဟောတို့တော့ပါတယ်နောက်တစ်ခုကျတော့တရနဲ့စတဲ့စကားလုံးလေးလိုက်ရကြည့်တဲ့အခါမှာဆိုရင် A E I O U အဲ့မှာ engineer ဆိုတဲ့စကားလုံးကိုအောင်ကြည့် E N G I N E E R E ဆိုတော့ A E I O U ဒါတရနဲ့စတာနော်အဲ့မှာ A engineer မဟုတ်ဘူးဆိုတော့ an engineer A N N လို့သုံးပြရတယ်ဒါမလို့အဲ့တရငါးလုံးနဲ့စလာလို့ရှိရင်ရှေ့မှာ A N N လို့အများဆုံးအသုံးပြုရပါတယ်ဒါပေမဲ့အဲ့လိုတရနဲ့စပြီးတော့ A မသုံးတဲ့စကားလုံးမျိုးလေးရှိပါတယ်ဆိုတော့ဆိုလို့ U N I V E R S I T Y U N I V E R S I T Y University ဆိုတာဆရာတို့တက်ကြတော့ပေါ့နော်အဲ့ U လို့ပြောတာ A E I O U အဲ့မှာ A N N နဲ့အင်္ဂလိပ်ကမတော့ A University အဲ့တော့ U ဆိုတဲ့တရတောင်ကသူကလိုချင်တာမဟုတ် N ဆိုတဲ့စကားလုံး Uni N ဆိုတဲ့ကြီးတောင်ကသူကလိုချင်တဲ့အတွက်ကြောင့်မလို့ A University လို့A University လို့ပဲတော့မယ် N University လို့မတော့ဒါချွင်းချက်အနေနဲ့ပြောတာပေါ့တရားမှာ69ရာခိုင်နှုန်းကတော့တရငါလုံးနဲ့တစ်လုံးလုံးနဲ့စလာရင် A N N လို့ဆရာတို့သုံးပြီးမှရပါတယ်နောက်တော့ဆရာတို့ပြောချင်မယ် O F F I C E R officer အရာရှိအဲ့ officer အရာရှိရတော့ O ဆိုတဲ့တရနဲ့စတာတယ်အဲ့မှာ A officer လို့သုံးလို့မရပါဘူး an officer လို့ပြောပါတယ်နောက်တော့ဆရာတို့လေ့လာကြည့်အောင်အာကာသယာဉ်မှူးအင်္ဂလိပ်လိုကျတော့ astronaut မြန်မာလိုကအာကာသယာဉ်မှူးအင်္ဂလိပ်က astronaut A
astronaut 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 အဲ့မှာသူက A နဲ့စတာတယ် astronaut astronaut လို့မသုံးပါဘူး astronaut အဲ့လိုသုံးပါတယ်အဲ့ဒါငါလုံးအဲ့ဒါငါလုံးနဲ့စလာရင်သူရှိမှဆရာတို့ ANN လို့သုံးပါမယ်ဒါတရားရဲ့သုံးလုံးနေပါနောက်တစ်ခုအရေးကြီးတဲ့အချက်က article ဒီအရေးကြီးတော့ပါတယ် article ဆရာတို့ပြောတဲ့အခါမှာသုံးလုံးရှိပါတယ် ANN ဒီရှိတယ် ANN ဒီရှိတယ်အဲ့ဒီသုံးလုံးအဲ့သုံးလုံးကိုဆရာတို့ article လို့ခေါ်တယ်ဆရာ article ဆိုတာဘာလို့မေးစရာရှိတယ်အဲ့ article သုံးလုံးထဲမှာဆရာတို့နားလည်အောင်ပြောလို့ရှိရင် ANN အဲ့စကားလုံးနှလုံးကိုမတိကျတဲ့ article လို့ဆရာတို့ပြောနားလည်ရတယ် ANN အဲ့စကားလုံးနှလုံးကိုမတိကျတဲ့ article မတိကျမေးရဘူးဆိုလို့ရှိရင် A တော့ဘော ANN အဲ့စကားလုံးနှလုံးတွေကတလုံးကိုအသုံးပြုရပါတယ်ဒါမတိကျမေးရဘူးဆိုရင် A နဲ့ N ကိုတော့ဒါဆိုတော့တော့တိကျတာကြတော့တည်ရှိတယ်အရာဝတ္ထုတစ်ခုအခိုင်အမာတိကျသူကချပြခြင်းလေဆိုရင်တည်ရှိတယ်ကိုသုံးရပါတယ်အဲ့ ANN တည်ရှိတဲ့ article 3လုံးအဲ့ article 3လုံးမှာ A နဲ့ N ကမတိကျတဲ့နေရာမှာသူ့ကိုထားတယ်မတိကျတဲ့နေရာမှာဆိုရင် A နဲ့ N ကိုသုံးပါတယ်တိကျတဲ့နေရာမှာဆိုရင်တော့သူကတည်ရှိတယ်ကိုသုံးပါတယ်အဲ့လိုပြောရတယ်အဲ့တော့ article 3လုံးကဘယ်မှာထားမှာနော်လို့ထပ်ပြီးတော့ဆရာတို့မေးစရာရှိပါတယ်အဲ့ article 3လုံးကဘယ်မှာထားမှာလဲလို့ပြောတဲ့အခါမှာ countable noun ရဲ့ရှိမှာသူ့ကိုဆရာတို့ထားပေးရမယ် countable noun ဆိုပါလဲဆိုတော့ရေးတွက်လို့ရတာရေးတွက်လို့ရတယ်တစ်ခုနှစ်ခုသုံးခုစသည်ဖြင့်ပေါ့ဗျာအဲ့လိုရေးတွက်လို့ရတယ် countable noun ရဲ့ရှိမှာ ANN ဒီရှိတဲ့အဲ့ဒီ3လုံးကိုသုံးပေးရပါတယ်ဒါဆိုတော့ရေးတွက်မရတဲ့ uncountable noun ရဲ့ရှိမှာကြတော့ article ထားစရာမလိုဘူးပေါ့ဒါဆို article 3လုံးမှာ ANN အဲ့စကားလုံးနှလုံးဒီမတိကျတဲ့ article တည်ရှိတဲ့ဟာတိကျတဲ့ article အဲ့ article လုံးဒီရေးတွက်ရတဲ့ countable noun ရဲ့ရှိမှာထားပြီးတော့အသုံးပြုပေးရပါတယ်ဆိုတော့ I see a book ကျွန်တော်ဒီစာအုပ်တုပ်ကိုတွေ့သည်ဒါပဲဒါမြင်တော့ပဲသူကလမ်းပြောတာကိုယ့်လက်ထဲမှာရှိတာပေါ့တာမဟုတ် I see a book ကျွန်တော်ဒီစာအုပ်တုပ်ကိုတွေ့သည်မြင်သည်ဆိုတော့အဲ့မှာမြင်လိုက်တာပဲရှိတယ်ဖတ်နေတာကိုမြင်တာကိုသူကပြောတာအဲ့တော့မတိကျမေးရမတိကျတဲ့အနေအထားမျိုးဆိုတော့ဆရာတော်ဒီမှာ ANN လို့သုံးပါတယ်ကဲနောက်တစ်ခုဆရာတို့တိကျတဲ့ article တွေကိုဆရာတို့သုံးရမယ်တိကျတဲ့ article ကဒီစာအုပ်ပေါ့ဆရာလက်ထဲမှာခုစာအုပ်လေးတောက်ရှိတယ်ကဒီစာအုပ်ကဆရာလက်ထဲမှာရှိနေတဲ့ခါကျတော့ကိုယ့်လက်ထဲမှာရှိနေတော့ကြောင့်မလို့တိကျတဲ့ article တော့သုံးရမယ် The book which ဒီရှိတဲ့ BOOK book The book which I am readingကျွန်တော်အခုဖတ်နေတဲ့ဒီစာအုပ်ဆိုဒီစာအုပ်ကဆရာလက်ထဲမှာရှိနေအောင် The book which I am reading ကျွန်တော်အခုဖတ်နေတဲ့စာအုပ်ဒီis interesting The book which I am reading is interesting ကျွန်တော်လက်ထဲမှာအခုကျွန်တော်ဖတ်နေတဲ့စာအုပ်ဒီ is interesting စိတ်ဝင်စားစရာကောင်းတယ်ဆိုတော့စာအုပ်ကကိုယ့်လက်ထဲမှာရှိနေတဲ့အတွက်ကြောင့်မလို့ A ကိုလည်းသုံးလို့မရဘူး ANN ကိုလည်းသုံးလို့မရဘူးတည်ရှိတဲ့ကိုသုံးတယ်ဒါကြောင့်မလို့တည်ရှိတဲ့ကို definite article တိကျတဲ့ article လို့ခေါ်ပါတယ်The book which I am reading is interesting ကျွန်တော်အခုဖတ်နေတဲ့စာအုပ်ဒီစိတ်ဝင်စားစရာကောင်းတယ်အဲ့လို article ကိုသုံးပါတယ်အဒီတော့ပုံပြီးအသေးစိတ်သိချင်တယ်ဆိုရင်တော့ဒါဆရာတို့လက်ပြီးတော့အောက်မှာမေးလို့ရပါတယ်အကြောင်းအရာတွေကိုမေးချင်တယ်သိချင်တယ်ဆိုလို့ရှိရင်အောက်မှာလက်ပြီးတော့မေးလို့ရပါတယ်အခုဒါ article သုံးပုံသုံးနည်းနဲ့တရထားပုံထားနည်းလေးကိုပြောတာ article သုံးလုံးက ANN ဒီရှိတယ်အဲ့ဒီသုံးလုံးဒီcountable noun ရဲ့ရှိမှာသုံးတယ်ဘာလို့ countable noun ရဲ့ရှိမှာသုံးလို့ရေးတွက်လို့ရတဲ့အတွက်ကြောင့် countable noun ရဲ့ရှိမှာသုံးတယ်အဲဆိုတော့အဲ့ဒီမှာတိကျတာတစ်လုံးမတိကျတာနှစ်လုံးမတိကျတာ ANN တိကျတာဒီရှိတယ်ဆိုတာခုနရှင်းပြပါတယ်အဲ့ဒါမှာတရ5လုံး
A E I O U အဲ့တရငါလုံးနဲ့ဒီလုံးနဲ့စလိုက်ရင်ရှေ့မှာ A N N လို့ရာခိုင်နှုန်းဒီပါထားပေးရမယ်ဒါတရထားဖို့ဒါနည်းနဲ့အတိကအသုံးပြုဖို့လေးကိုကျွန်တော်ဒါအကြံဉာဏ်ရှင်းပြတာပေါ့အခုဒီနေ့သွားမယ့်အုပ်စုတော့နံပါတ်1ဘတ်တူဘီအုပ်စုဆရာတို့ဘတ်တူဘီအုပ်စုဆရာတို့စာရှင်းပြဘတ်တူဘီအုပ်စုဘတ်တူဘီကိုမြန်မာလိုပြောတဲ့အခါမှာရှိသည်ဖြစ်သည်လို့ဒီလိုနားလည်ရမယ်ဘတ်တူဘီရဲ့မြန်မာလိုတဲ့ဘေးကရှိသည်ဖြစ်သည်အဲ့တော့ရှိတာလည်းရှိတယ်ရှိတာနဲ့တဝက်ကြဖြစ်တာနဲ့တဝက်ကြရှိတာနဲ့လည်းတည်ဆောက်လို့ရတယ်ဖြစ်တာနဲ့လည်းတည်ဆောက်လို့ရတယ်နှစ်ခုတည်ဆောက်လို့ရတာပေါ့အဲ့တော့မြန်မာလိုကရှိသည်ဖြစ်သည်အင်္ဂလိပ်ကဘတ်တူဘီဆိုတော့အဲ့တော့ဘတ်တူဘီဆိုဘယ်လိုစကားလုံးတွေတော့ဒါဆရာတို့စမေးရတော့မယ်ဘတ်တူဘီကဘယ်လိုစကားလုံးလဲဆိုတော့ am is k I am is I အဲ့ဒီသုံးလုံးကိုပဲဆရာတို့ကဘတ်တူဘီပစ္စုပန်ကာလနဲ့ခွဲတော့ပစ္စုပန်ကာလပစ္စုပန်ကာလဆိုအခုလက်ရှိအခြေအနေကိုပြောတော့ပါအဲ့တော့ am is k I အဲ့ဒီသုံးလုံးကိုဘတ်တူဘီလို့ခေါ်တဲ့အဓိပ္ပာယ်ကရှိတာနဲ့ရတယ်ဖြစ်တာနဲ့ရတယ်ကိုကဘာနဲ့ပြောချင်တာလဲဖြစ်တယ်ဆိုရင်ဘာပေါ့ရှိတယ်ဆိုရင်ဘာဒါဆရာအောက်မှာသိစေရှင်းပြမယ်ဒါဆိုရင်အဲ့ဒီသုံးလုံးက am is k I am is I အဲ့ဒီသုံးလုံးကိုဘတ်တူဘီကာလပစ္စုပန်ကာလဘလို့ချင်းနေမှာသုံးပါလဲဆိုတော့ရှိသည်ဖြစ်သည်ရှိတာနဲ့ပြောချင်တာလဲအမစ္စာနဲ့သုံးရမယ်ဖြစ်တာနဲ့ပြောချင်တာလဲအမစ္စာနဲ့သုံးရမယ်အဲ့တော့စလို့ပြီလို့ပြောတော့ဘတ်တူဘီအုပ်စုမြန်မာလိုပြောတော့ရှိသည်ဖြစ်သည်ကာလပစ္စုပန်ကာလ grammar ပုံစံနဲ့ပြောမယ်ဆို I က an နဲ့တွဲပေါ့ I am ဒါလိုပြောပါတယ် we ကြတော့သူကဒီမှာအများကြီးပြောတော့ we are you ကနှလုံးရှိတယ် you are they you are they are we are you are they are ဒီလေးလုံးက AIER နဲ့တွဲတယ်ဟိုအောက်မှာ HEE SAECIDA သုံးလုံးရှိတယ်သူကအနည်းကိန်းဖြစ်တဲ့ကြောင့်မလို့ he is she is it is ဒါလိုတောင်းတယ်နောက်မှာအချိန်ပေါ့တစ်ခုလိုက်မယ်ပေါ့အဲ့ဒါဘတ်တူဘီအုပ်စုပစ္စုပန်အခုလက်ရှိဖြစ်နေတဲ့ပစ္စုပန်ကာလပေါ့အဲ့ဒါဆရာတို့အခုပြောမှာဖြစ်တာနဲ့ဆရာတို့အရင်ပြောလိုက်မယ်အလွယ်ဆိုဆိုကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သည်ဆိုတော့ဘတ်တူဘီအုပ်စုသုံးပြီကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သည်ဆိုတော့ကျွန်တော်ဒီဆိုတော့ I ပေါ့သူနဲ့တွဲမဲ့ကရိယာ AMN I am ကျွန်တော်ဒီဖြစ်သည်ဆိုတော့ဘာဖြစ်မှမသိဘူးကျောင်းသားတယောက်ဆိုတော့ article လာမယ် A နောက်ကကျောင်းသားဆိုတော့ student I am a student ကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သည်လို့ပြောလို့ရတယ် I am a student ကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သည်ဒါဘတ်တူဘီအုပ်စု0လို့ပြောလို့ရပါတယ် I am a student အဲ့တော့ I ဘတ်တူဘီအုပ်စုတစ်ကြောင်းတွေ့တာနေတယ်ပဲ I ဝါကြတစ်ခုဟိုဟာ၄ဝါကြအထိပြောလို့ရတယ်လို့ပြောနားရမယ် I am a student ကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သည်ဆိုတော့နံပါတ်1ကိုပြောတဲ့အခါမှာ I am not တော့ခိုင်းတာနဲ့အငြင်းဝါကြဖြစ်သွားတယ် I am not a student ကျွန်တော်ဒီကျောင်းသားတယောက်မဟုတ်ဘူးပေါ့သုံးကြတော့ပြောင်းပြန်လာမယ် subject ကိုရှေ့ကိုပို့လိုက်မယ် am ဆိုတဲ့ဘက်ကိုနောက်ကိုထားလိုက်တယ် subject ကိုနောက်ကိုပို့လိုက် am ဆိုတဲ့ဘက်ကိုရှေ့ကိုပို့လိုက်တယ် am I a student ကျွန်တော်ဒီကျောင်းသားတယောက်ဟုတ်သလားသို့မဟုတ်ကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သလားဒါမေးခွန်းဝါကြလေးကြတော့အဲ့လိုပဲဘက်ကိုရှေ့ပို့မယ် subject ကိုနောက်ကို am I not a student ကျွန်တော်ဒီကျောင်းသားတယောက်မဟုတ်ဘူးလားမိခွန်းလည်းဖြစ်တယ်အငင်းလည်းဖြစ်တယ်ရမလို့ဝါကြတဲ့ကြောင်းတွေ့တာနဲ့လေးဝါကြဒီဆရာတို့ရေးလို့ရတယ်နံပါတ်1 I am a student မြန်မာလိုတော့အဟုတ်ဝါကြပေါ့ကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်တယ်နံပါတ်2က I am not a student ကျွန်တော်ဒီကျောင်းသားတယောက်မဟုတ်ဘူးဆိုတော့ not ပါတော့အငင်းဝါကြပြောရတာပေါ့သုံးကြတော့ am I a student ကျွန်တော်ဒီကျောင်းသားတယောက်ဖြစ်သလားဆိုတော့မိခွန်းဝါကြပြောရတယ်လေး am I not a student ကျွန်တော်ဒီကျောင်းသားတယောက်မဟုတ်ဘူးလားမင်းကလည်းဟုတ်တယ်အငင်းလည်းဟုတ်တယ်ရမလို့ဘတ်တူဘီအုပ်စုမှာဝါကြတဲ့ကြောင်းကိုပြောရင်လေးဝါကြတီပြောလို့ရပါတယ်လို့ပြောမယ်ကဲနောက်တစ်ခု I ကပြီးပါပြီဆိုတော့ we နဲ့ဆက်လို့ပြောကြည့်အောင် we ကအများကြီးဟုတ် we are ကျွန်တော်တို့ဒီဆရာဝန်များဖြစ်ကြတယ် we are doctors အဲ့တော့အမှန်တော့တခုတစ်ကောင်တရားလုံးမပါတဲ့အတွက်ကြောင့်မလို့ရှေ့မှာ a ဆိုတဲ့ article ထားကြမလို့
DOCTOR ဒေါက်တာနောက်မှာ S လေးထည့်လိုက်အဲ့ဒါသူကအများကြီးဖြစ်တဲ့အတွက်ကြောင့်ဒေါက်တာမှာ S လေးထည့် we are doctors ကျွန်တော်တို့ဒီဆရာဝန်များဖြစ်ကြသည်ဟောဒါအောက်ဝကြသူ့ကိုညင်းဝကြဆိုမယ်ဆိုရင် we are not doctors ကျွန်တော်တို့ဒီဆရာဝန်များမဖြစ်ကြဘူးပေါ့မင်းမတို့မယ် are we doctor ကျွန်တော်တို့ဒီဆရာဝန်များဖြစ်ကြသလားလေး are we not doctor ကျွန်တော်တို့ဒီဆရာဝန်များမဖြစ်ကြဘူးလားဆိုတော့ဘယ်လိုပြီးအုပ်စုမှာဖြစ်တာနဲ့တစ်ခါတည်းဆောက်လိုက်တယ်လေးဝကြပြောလို့ရတယ်နောက်တစ်ခုဆရာပြောကြည့်အောင် you ကဆရာပြောခဲ့တယ်အနေကိန်းအများကိန်းနှစ်ခုရှိရဲလို့ဆရာပြောတာအခုကအအနေကိန်းနဲ့ဆရာတို့အရင်ပြောမယ်တင်ဒီအစိုးရတယောက်ဖြစ်သည်ဟောတင်ဒီအစိုးရတယောက်ဖြစ်သည်ဆိုတော့တင်ဆိုတော့ကလည်း you ပေါ့ဗျာသူနဲ့တွေ့မဲ့ဘက AIER you are ဘာကြတော့ဖြစ်နေတယ်ဒါပေမဲ့အသေးပဲမရှိသေးဘူးမပြည့်စုံသေးဘူးပြည့်စုံအောင်ဆရာတို့စကားလုံးတစ်လုံးဖြစ်ပြရမယ် a singer တယောက်ဆိုတော့ a ထည့်ပြရမယ် you are a singer တင်ဒီအစိုးရတယောက်ဖြစ်သည်ဒါအဟုတ်ဝကြသူ့လည်းလေးဝကြခင်မယ် you are not a singer တင်ဒီအစိုးရတယောက်မဟုတ်ဘူးသူ့မိကုတ်တော့ပြောင်းပြန်မယ်ဘက်ကိုရှိဖို့မဲ့ subject ကိုနောက်ဖို့မဲ့ are you a singer တင်ဒီအစိုးရတယောက်ဖြစ်သလားနံပါတ်၄မိကုတ်အငြင်းဝကြ are you not a singer တင်ဒီအစိုးရတယောက်မဟုတ်ဘူးလားဆိုတော့ဟော you နဲ့လည်းပဲလေးဝကြတိဆောက်သွားတယ်ဒီပထမ you ကအနေကိန်းကိုညွှန်ပါတယ်ဒါပေမဲ့အနေကိန်းကိုညွှန်တော့လည်းပဲသူနဲ့တွဲမဲ့တရားရဲ့ပုံစံ AI အားပဲလာမယ် is လို့လာလို့မရအောင်နောက်တစ်ခု you ကြည့်အောင်ဆရာတို့သင်တို့ဒီစာရေးဆရာများဖြစ်ကြသည်ဟောဒါဒုတိယ you ကတော့အများကိန်းကိုညွှန်တယ်သင်တို့ဒီစာရေးဆရာများဖြစ်ကြသည်ဆိုတခုတစ်ကောင်တရားလုံးမှာတော့မပါတော့ A ကိုဖြောက်ခဲ့အောင် you are စာရေးဆရာဆိုတော့ writer WRITER အများကြီးကိုညွှန်းနေဆိုတော့ writer မှာ S လေးထည့် you are writer သင်တို့ဒီစာရေးဆရာများဖြစ်ကြသည် you are writer ဒါလို့သုံးပါတယ်ကြတော့အဟုတ်ဝကြပေါ့သူ့အငင်းဝကြရေးတော့ you are not writer သင်တို့ဒီစာရေးဆရာများမဟုတ်ကြဘူးသူ့အမေကတော့လွယ်လွယ်လေးပဲပြောင်းပြန်တော့လည်းမယ် are you writer သင်တို့ဒီစာရေးဆရာများဖြစ်ကြသလားနံပါတ်၄ are you not writer သင်တို့ဒီစာရေးဆရာများမဖြစ်ကြဘူးလားဒါပဲသူတော့ပါလားအဲ you အနေကိန်းအများကိန်းအနေကိန်းဆိုရင်တစ်ခုတစ်ကောင်တစ်ယောက် A ပါမယ်အများကိန်းဆိုရင် A ကိုပြောင်းမယ်နောက်ကနောက်မှ S လေးထည့်ပေးရမယ်ဒါပဲအခုကနောက်အများကိန်းတစ်လုံးနဲ့ထပ်သွားမယ် they ရှိဝိုင်း they သူတို့ဆိုတော့အများကိန်းနောက်ကတွဲမဲ့စကားလုံးက AIER ဒါလိုလေးမှတ်ထားရတယ် they are နောက်ကစကားလုံးတစ်လုံးပြောင်းမယ် they are စပွဲတို့များဖြစ်ကြသည်သူတို့ဒီစပွဲတို့များဖြစ်ကြသည်ပေါ့စပွဲတို့ကိုဆရာတို့ waiter WAITER အများကိန်းဆိုတာနောက်မှာ S လေးထည့်လိုက် they are waiter သူတို့ဒီစပွဲတို့များဖြစ်ကြသည်သူတို့စပွဲတို့တွေမဟုတ်ဘူးဆိုရင် they are not waiter အဲ့မှာ waiter မှာလေးခုစလုံးမှာ S ကလဲရမှာပါမင်းကတော့မဲ့ are they waiter သူတို့ဒီစပွဲတို့များဖြစ်ကြသလားနံပါတ်၄ are they not waiter သူတို့ဒီစပွဲတို့များမဖြစ်ကြဘူးလားဒါလည်းလည်းပဲအဲ့တော့ဘတ်တူဘီအုပ်စုအခုလက်ရှိပစ္စုပန်မှာဖြစ်နေတဲ့အားကိုဆရာတို့ပြောပြသွားတာအခုလက်ရှိပစ္စုပန်မှာအဲ့လိုဖြစ်နေတယ်ဆိုရင် sentence ကအဲ့လိုပဲတိစောက်ပြရမှာဒါအလွယ်ကူဆုံးစာကြောင်းပဲအကြောင်းချင်းပြန်ကောင်းရင် I am a student ကျွန်တော်ဒီကျောင်းသားတစ်ယောက်ဖြစ်သည် we are doctor ကျွန်တော်တို့ဒီဆရာဝန်များဖြစ်ကြသည် youအနေနဲ့ you are a singer သင်ဒီအဆိုတော်တစ်ယောက်ဖြစ်သည် you are writer သင်တို့ဒီစာရေးဆရာများဖြစ်ကြသည်သူတို့ဒီစပွဲတို့များဖြစ်ကြသည် they are waiter ဒါလိုပြောတာဒါအများကြီးကဏ္ဍဘက်ပေါ့ဒီလေးလုံးပေါ့အိုင်ကတခုတစ်ကောင်တရားဆိုတော့ဒီဘက်မှာအနေခင်းနေပေါ့အောက်မှာအနေခင်းသုံးလုံးရှိသေးတယ် he she it it အဲ့ဒါကလုံးသုံးလုံးသုံးပြပါမယ်ကဲညီမလိုပဲအရင်ပြောခြင်းပဲဖြစ်တာနဲ့ပေါ့သူဒီကစားသမားတရားဖြစ်သည်ဘောလုံးကစားတဲ့လူပေါ့သူဒီကစားသမားသူဆိုတော့ယောက်ျားလေးပေါ့ဗျ
he he သူနဲ့တွဲမဲ့ grammar ရဲ့ပုံစံတရားရဲ့ပုံစံ he အားလုံးမှာမရှိတာနောက်ကအနည်းငယ်ဆိုတော့အနည်းငယ်ပဲလား he is လို့လာပါဖြစ်သည်ဆိုတော့တခုတစ်ကောင်တရားဆိုတော့ article ထည့်ရမယ် a လို့ထည့်လိုက် he is a နောက်ကကစားသမားဆိုတော့ player he is a player သူဒီကစားသမားတရားဖြစ်သည်သူကလည်းလေးဝက်ကြပဲ he is not a player သူကစားသမားတရားမဟုတ်ဘူးမြေကတော့ပဲပြောင်းပြန်မယ် is နဲ့ he is he a player သူဒီကစားသမားတရားဖြစ်သလား is he not a player သူဒီကစားသမားတရားမဟုတ်ဘူးလားမဖြစ်ဘူးလားဒါပဲဒါအနေကိနဲ့ဝကြတိဆောက်ပြတာကဲသူမနဲ့ဆိုတော့တိဆောက်ပြမယ်မိန်းကလေးပေါ့မိန်းကလေးဆိုတော့ SAE ရှေသူလည်းဒီနောက်မှတွဲမဲ့ grammar ပုံစံis ပဲလာမယ်အဲသူမဒီလာပြီသူမဒီဇပွဲတို့အမျိုးသမီးတယောက်ဖြစ်သည်ဆိုတော့အမျိုးသားတော်ဆရာတို့ waiter လို့ပြောခဲ့တယ်အမျိုးသမီးကြတော့ waiter များတော့ waitress 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 she is a waitress သူမဒီဇပွဲတို့အမျိုးသမီးတယောက်ဖြစ်သည်သူလည်းလေးဝက်ကြပဲ she is not a waitress သူမဒီဇပွဲတို့အမျိုးသမီးတယောက်မဟုတ်ဘူး is she a waitress သူမဒီဇပွဲတို့အမျိုးသမီးတယောက်ဖြစ်သလား is she not a waitress သူမဒီဇပွဲတို့အမျိုးသမီးတယောက်မဖြစ်ဘူးလားဒါအနေကင်းတွေဝကြတိဆောက်တော့အဲ့လိုဝကြတိဆောက်မှာဟိုတယ်လိုက်မှာပဲလို့နိုင်ငံခြားမှာပဲထွက်ကြက်တဲ့နေရာတော့ဝကြတွေတောင်းတဲ့အခါမှာဘတ်တူဘီအုပ်စုရှိသည်ဖြစ်သည်အဲ့ပုံစံနဲ့ပဲတိဆောက်မှာအခုတော့ဆရာဖြစ်တာနဲ့ဆရာအရင်ပြောတယ်ရှိတာအောင်မှပြောမယ်အဲ့လိုမျိုးပြောနိုင်လို့ရှိရင်ဟိုတယ်မှာပဲလို့ကျန်တဲ့ဘယ်နေရာမှာလို့လွယ်ကုကုနဲ့ ACC ပြောနိုင်ပါတယ်ဘာလို့ဆိုသူ့မှာတိတိကျကျအချက်လေးတွေကိုသိကြလို့ရှိရင်ညနာနဲ့လက်တန်းတို့တစ်ခါလည်းပြောနိုင်ရမယ်ကိုယ်ပိုင်အတွေးပေါ့ကိုယ်ပိုင်အတွေးကိုယ်ပိုင်အပြောပေါ့အဲ့လိုပြောနိုင်ရမယ်အဲ့ဒါပါလဲဆိုတရား foundation သိရေးကြည့်တယ်အဲ့ဒါ foundation သိတော့လို့ရှိရင်အကုန်လွယ်သွားတာစားတယ်ဒါမှသာစကားကိုကျွမ်းကျင်ကျောင်းစာကျန်တဲ့နေပယ်တည်တည်မှစားတယ်အကုန်လွယ်သွားတာပဲဒါပေမဲ့စနစ်တကျနဲ့လေ့လာဖို့လားဆရာရှိမှခဏခဏလိုတာပေါ့နော်ကဲဒါခုကတော့တတ်မဲ့စကားလုံး ID8 ကဲထိုဝါဒီသို့မဟုတ်၎င်းသည်လို့အဓိပ္ပာယ်ရပါတယ်ကဲထိုဝါဒီခွေးတစ်ကောင်ဖြစ်သည် it is a dog ဒါပဲတတ်မဲ့ဒီဝါကြတော့ it is a ကြတော့လူတော့တောင်းလို့မရဘူးလေသူကတတ်မဲ့အရာဝတ္ထုနဲ့တခြားအားတွေသူကတောင်းမှာဆိုတော့၎င်းသည်ထိုဝါဒီလို့ပြော it is a dog ၎င်းသည်ခွေးတစ်ကောင်ဖြစ်သည်ထိုဝါဒီခွေးတစ်ကောင်ဖြစ်သည် it is not a dog ထိုဝါဒီခွေးတစ်ကောင်မဟုတ်ဘူး is this a dog ထိုဝါဒီခွေးတစ်ကောင်ဖြစ်သလား is this not a dog ထိုဝါဒီခွေးတစ်ကောင်မဟုတ်ဘူးလားစာအုပ်ကိုပြောလိုက်တယ်မယ် it is a boat ထိုဝါဒီစာအုပ်တော်ဖြစ်သည် it is not a boat ထိုဝါဒီစာအုပ်တော်မဟုတ် is this a boat ထိုဝါဒီစာအုပ်တော်ဖြစ်သလား it is not a boat ထိုဝါဒီစာအုပ်တော်မဟုတ်ဘူးလားဒါပဲလို့တကယ်ပြန်ခွဲတော့နာစားရှစ်လုံးပြန်သုံးလာတာ I we you they he she is ရှစ်လုံးအဲ့ရှစ်လုံးမှာ I we you they အဲ့ငါလုံးကအများကြီး he she it ကဒါအနေကနေခွဲထုတ်လိုက်တာဒါပဲအဲ့ဒါကိုဘတ်တူဘီအုပ်စုမှာဆရာတို့ဖြစ်တာနဲ့ပြောပြသွားတာအဲ့လိုပြောနေအကြောင်းသားတွေအင်္ဂလိပ်လိုအများကြီးပြောနေမှာဒီမှာတော့ဆရာတို့စာတင်ပြီးပြတာဆိုတော့နမူနာတော့အနေချင်းရှင်းပြတာပါကဲနောက်တစ်ခုကျွန်ုပ်တငယ်ချင်းဒီလာပြီကျွန်ုပ်တငယ်ချင်းဒီနီးပြတယောက်ဖြစ်သည်ကျွန်ုပ်တငယ်ချင်းဒီနီးပြတယောက်ဖြစ်သည် my friend ကျွန်တော်တငယ်ဆို my friend ပေါ့တငယ်ချင်းတယောက်တည်းကိုညွှန်းတဲ့တကြောင်ပေါ့ is လာမယ် my friend is a နီးပြဆိုတော့ COACH coach my friend is a coach ကျွန်တော်တငယ်ချင်းဒီနီးပြတယောက်ဖြစ်သည်ကျွန်တော်တကယ်နီးပြတယောက်မဟုတ်ဆိုတော့ခုနတည်းပဲ my friend is not a coach ကျွန်တော်တကယ်ချင်းနီးပြတယောက်မဟုတ်ပါဘူး is my friend a coach ရောင်းပြန်ပဲ my friend ကိုနောက်ပုံမဲ့ is coach ရှိဘူး is my friend a coach ကျွန်တော်တကယ်ချင်းဒီနီးပြတယောက်ဖြစ်သလား is my friend not a coach ကျွန်တော်တကယ်ချင်းဒီနီးပြတယောက်မဟုတ်ဘူးလားဒါပဲဗျာဘာမှမခက်ဘူးခုနဆရာပြောသလိုပဲအခုတိဆောက်ရတဲ့စကားလုံးတွေအကောင်လုံးကဆရာအဲ့စကားလုံးတွေကဘယ်ရထွက်လာတဲ့စကားလုံးတွေတော့ဘယ်ကမှထွက်လာတာမဟုတ်ဆရာတို့တနေ့ရရှင်းပြလိုက်တဲ့အဲ့ part of speech အဲ့စကားလုံးရှင်းမျိုးတွေထွက်လာတာဥပမာဝကြလေးကြောင့်ပြောရမယ်ခုန my friend is a coach မှာ
my မှာရ adjectives ပါ France က noun is က verb နောက်က coach က noun တကယ်ပေါင်းလိုက်တဲ့ခါကျတော့ noun pronoun verb ဒီသုံးလုံးပဲလောက်ပါလား noun pronoun verb အဲ့စကားလုံးသုံးလုံးနဲ့ဝါကြတဲ့ကြောင့်ဖြစ်အောင်ဒီဆောက်ပါတယ် my friend is a coach ကျွန်တော်တင်နေခြင်းဒီဤပြတရားဖြစ်တယ်အဲ့လိုအဲ့ model speak ကိုပိုင်ပိုင်နေနေကျွမ်းကျင်ပြီးသိသွားပြီဆိုရင်အဲ့ဒီစာအကုန်လွယ်ပါပြီပြောနိုင်ပါပြီတရားပါပြီအဲ့ဆိုရင်အတန်းတော့မရဘူးသူဆရာနဲ့တရားကြားနေလို့လေ့လာပြီးတဲ့ခါကျမှကိုကရောက်တော့မှမသိရရှိလမ်းပြီးတော့မရပဲမေးမြန်းမယ်စုံစမ်းရမယ်ဒီချက်လေးကျွန်တော်ရေးတာမှန်လားကြည့်ပြီးပါအဲ့လိုဆရာနဲ့တကူတူနဲ့လေ့လာလိုက်မယ်ဆိုရင်တော့မကြောက်ရအောင်ပါ my friend is a ghost ဒါဘယ်လိုပြီးအုပ်စုပစ္စုပန်ကာလဖြစ်တာနဲ့ပဲဆရာတို့တိဆောက်ပြတာရှိနေတယ်ဒါနမူနာပေါ့နော်အဲနောက်တဲ့စာရောက်နေတော့အများကြီးကျန်နေတယ်ဒါမှတော့ဒီဘက်ကလေးတစ်လောက်ပဲဆရာတို့ရှက်ပြမှာပြောနေရမလို့ဒီမှာဆရာတို့ခဏရလိုက်မယ်နောက်နေ့မှာတစ်ခါတက်ပြီးအဲ့လေးဆရာထပ်တင်ပေးမယ်